ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မောင်နှမကအော်တီဇင်ဖြစ်နေလို့ရှက်ရွံ့နေသူတွေကိုထိထိမိမိစကားတစ်ခုပြောလိုက်တဲ့ချောရတနာမင်းသမီးချင်းချောရတနာကပရိသတ်တွေထင်မထားလောက်အောင်ခက်ခဲပင်ပန်းတဲ့မိခင်ဘဝကိုရင်ဆိုင်နေရပါတယ်အထူးသဖြင့် online ပေါ်မှာဟာသားတစ်ခုလိုအလွယ်တကူပြောဆိုနေကြတဲ့အော်တီဇင်ဆိုတဲ့အရာကြီးကိုသူမရဲ့သားလေးကိုယ်တိုင်ကခံစားနေရတာဖြစ်တယ်လို့ဆိုပါတယ်ဒါကိုတည်တည်ချင်းမှာချောရတနာကိုယ်တိုင်ယူမတက်ခံစားခဲ့ရပြီးသားလေးအတွက်ဘာလို့ရမှမသိအောင်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ကိုမွေးလာတဲ့သားသမီးကိုရဲ့မောင်နှမသားချင်းတွေကအော်တီဇင်ဖြစ်နေလို့ဆိုပြီးတော့ရှက်ရွံ့နေစရာမလိုကြောင်းအခုလိုပညာပေးတဲ့စကားတစ်ခုကိုပြောခဲ့တာဖြစ်ပါတယ်။အော်တီဇင်ဆိုတာကယူနေတာမဟုတ်ပဲပုံမှန်ရင်သွေးငယ်တွေနဲ့အနှိမ့်ငယ်ခွာခြားရုံသာဖြစ်ပါတယ်။ဒါကြောင့်သူတို့လေးတွေမှာအားသာချက်တွေတောင်ရှိနေပါသေးတယ်။ပုံမှန်ထက်ဉာဏ်ရည်ဉာဏ်သွေးပိုကောင်းမှုပြီးတော့လေးလာတင်ယူနိုင်စွမ်းတွေကလည်းပို့ပြီးတော့တိုးတက်နေတာပါ။ဒါကြောင့်အစပိုင်းမှာမိဘတွေအနေနဲ့အော်တီဇင်လေးမွေးလာလို့ဆိုပြီးတော့ရှက်ရွံ့တဲ့စိတ်တွေနဲ့စိတ်ညစ်နေစရာမလိုပဲ။တတိချာချာဂရုစိုက်ပေးဖို့ပဲလိုအပ်တယ်လို့ချောရတနာကပြောပြခဲ့ပါတယ်။ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးစသည့်ကလေးကဂရုစိုက်ပေးခဲ့မယ်ဆိုရင်အရွယ်ရောက်လာတာနဲ့အမျှအော်တီဇင်ကလေးငယ်ဆိုတာမသိတာတော့ပဲ။ပုံမှန်လူတွေလိုပဲကြီးပြင်းလာကြမှာပါ။အထူးသဖြင့်မှတ်ဉာဏ်အောင်ပိုကောင်းနေတဲ့အတွက်ထူးချွန်တဲ့ရင်သွေးငယ်ကိုပိုင်ဆိုင်တယ်လို့ခုံယူစရာတောင်ဖြစ်လာနိုင်တယ်လို့ချောရတနာကအပိစကားပြောပြခဲ့ပါတယ်။မင်းသမီးချင်းချောရတနာကလည်းသားသမီး2ယောက်ထဲမှာသူမရဲ့သားအကြီးကလည်းအော်တီဇင်ဖြစ်နေတာကြောင့်အစပိုင်းမှာတော့ရန်ကိုဝမ်းနေပြီးတော့ညဘက်တွေဆိုရင်တယောက်ထဲငိုယူခဲ့မိပါတယ်။အင်မတန်စိတ်သက်သာခံစားခဲ့ရပေမဲ့တတိနားလဲတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးမိသားစုဝင်တွေကလည်းနှွေးထွေးစာဆက်ဆံပေးခဲ့တာကြောင့်အခုဆိုရင်သားလေးကပုံမှန်လူတယောက်ထက်တောင်ပိုပြီးတော့တာနေပါပြီ။ဒါကြောင့်ဒီနေ့ခေတ်မှာအဖြစ်များနေတဲ့အော်တီဇင်ဆိုတဲ့အရာကြီးကိုရှက်စရာလိုသဘောထားနေကြတဲ့တချို့မိဘတွေနဲ့ဆွေမျိုးသားချင်းမောင်နှမတွေအတွက်ချောရတနာကတင်ငါပေးရုပ်ရှင်ကြီးကိုလည်းရိုက်ကူးခဲ့တာပါ။မိချေအမိရတဲ့ဒီရုပ်ရှင်မှာဆိုရင်မင်းသမီးကြီးခိုင်တင်းကြီးရဲ့သမီးငယ်လေးစံထိတ်ထားဦးကအော်တီဇင်ခံစားနေရတဲ့နေရာကနေတရုပ်ဆောင်ထားပြီးချောရတနာကတော့မိခင်အဖြစ်ဘယ်လိုမျိုးကံွယ်စောင့်ရှောက်သွားမလဲဆိုတာကိုပုံဖော်ထားပါတယ်။အပြင်လောကမှာလည်းအော်တီဇင်ဖြစ်နေတဲ့သားကိုစောင့်ရှောက်ခဲ့ရတဲ့အတွက်ရုပ်ရှင်ထဲမှာချောရတနာရဲ့တရုပ်ဆောင်ချက်တွေကတကယ်လက်တွေ့လိုမျိုးအသက်ပါလုံးပါတယ်။ငါတို့ကလည်းမွေးချင်လုံးဒီလိုအော်တီဇင်ကလေးကိုမွေးကြရမှာမဟုတ်ဘူး။ဒါပေမဲ့မွေးလာပြီးမှတော့ကိုယ့်ရဲ့ရင်သွေးကိုအကောင်းဆုံးဖြစ်အောင်ပဲစောင့်ရှောက်ရမယ်ဆိုတဲ့စိတ်သက်ခွန်အားတွေကိုဒီရုပ်ရှင်ကကြီးကနေပေးဆွဲနေရပါ။စတိတ်ထားဦးရဲ့တရုပ်ဆောင်ချက်တွေကလည်းအော်တီဇင်ဖြစ်နေတဲ့လက်တိဘွားကလေးငယ်တွေနဲ့တပုံစံနဲ့တူနေတဲ့အတွက်ရုပ်ရှင်ကကြီးကကြီးရတာတကယ်ကိုတန်ဖိုးရှိပါတယ်။ဒီလိုအသိပညာပဲရုပ်ရှင်မျိုးဆိုတာရှားပါလွန်းနေတဲ့မြန်မာပေါ်ကတော့ကကြီးရဲ့မှာမိချေကတော့နံပါတ်1နေရာကနေကြီးတင်တယ်လို့အားလုံးကလည်းထောက်ခံနေတာဖြစ်ပါတယ်။အဓိကကတော့မင်းသမီးကြီးချောရတနာကိုယ်တိုင်ဘွားနဲ့ရင်းပြီးတော့သိခဲ့ရတဲ့အမှန်တရားတွေကိုအော်တီဇင်ရင်သွေးငယ်မွေးဖွားထားတဲ့မိဘတွေလည်းသိရှိပြီးတော့ပညာရနိုင်ဖို့ပဲဖြစ်ပါတယ်။အော်တီဇင်ဆိုတာသူများထက်အနည်းငယ်ထူးခြားနေအောင်သာဖြစ်ပြီးရှက်စရာမလိုတဲ့ကိစ္စတစ်ခုဆိုတာကိုမင်းသမီးကြီးချောရတနာကဘဝတစ်ခုလုံးနဲ့ယဉ်ပြီးတော့သက်တည်ပြသခဲ့ရပါပရိသတ်ကြီးရဲ့ပတ်ဝန်းကျင်မှာရောမင်းသမီးကြီးချောရတနာရဲ့သားလေးလိုပဲအော်တီဇင်ဖြစ်နေတဲ့ရင်သွေးငယ်တွေတွေ့ဘူးကြသလားသူတို့ကိုရောရှက်စရာလိုသဘောထားတဲ့မိဘဆွေမျိုးတွေကိုရောတွေ့ဘူးသလားဆိုတာကိုပြပြခဲ့ပါအောင်နော်